ဒီနေ့ကတော့တရုတ်နှစ်ကူအတွက်စမှုပကံမှာရှိတယ်တရုတ်ပုံချောင်းသွားမှာဖြစ်ပါတယ်ပုံချောင်းရဲ့အဝင်လမ်းမှာတရုတ်နှစ်တကူနေမလို့ပွဲစည်းတန်းနေလဲခင်းထားပါတယ်ဒါပေမဲ့မနက်ပိုင်းဆိုတော့ပွဲစည်းတွေကတော့မဖွင့်သေးဘူးပေါ့နော်အေးငစားခွင့်မဖွင့်သေးဘူးလေအေးအကုန်ပိတ်ထားတာမျိုးမတားလည်းမနေတာတော့ကြည့်လို့ပုံချောင်းအဝင်တော့ရောက်ပါပြီပုံချောင်းကအရန်ဟိုမှာကြီးတယ်နေရာလည်းအရန်ကျယ်တယ်เนาะပြီးလို့ရှိရင်ဘန်ကောက်ထဲရပုံချောင်းနေထက်သူကလူပူရှင်းတာပေါ့เนาะစမုပကန်ဆိုတော့လူလည်းပူရှင်းတယ်အားတောင်မှကိုရီသွားတဲ့အချိန်ကနေ့လေ7နာရီလောက်ဖြစ်နေပြီဒီပုံချောင်းမှာကဝစ်စုံနေငှားပြီးတော့ဓာတ်ပုံလည်းရိုက်လို့ရတယ်အဲ့ဒီတော့ဓာတ်ပုံလာရိုက်နေကြတဲ့သူတွေလည်းအများကြီးပဲပေါ့နော်ဒီဟာလေးကကြတော့ကန်ကောင်းချင်းကိုဝင်တဲ့တကားပေါက်လို့ပြောပါတယ်သူပြထားတဲ့မြားလေးအတိုင်းခြေထောက်ကိုလိမ်ပြီးတော့ရှောက်ရပြီးလို့ရှိရင်တော့ဒီလှေကားကနေပြီးတော့ဆင်းမေးတော့ရှေ့မှာရှိတဲ့ဆူတောင်းတဲ့နတ်ကိုပေါ့နော်တွားပြီးတော့အမွှေးတိုင်းစရမယ်သူကဖျားရှိခိုးတဲ့နေရာတွေက3-4နေရာရှိတယ်အဲ့ဒီမှာနှစ်ကူးတဲ့ဟိုမုတ်တွေရောင်းတဲ့ဆိုင်လည်းရှိတယ်ပေါ့နော်အဲ့ဒီကမုတ်ကိုဝယ်ပြီးလို့ရှိရင်နမင်းကြီးတွေစီမှာသွားပြီးတော့ဆူတောင်းပေါ့နော်အမွှေးရအောင်ပတ်ပြီးထုံးရမှာပေါ့ကိုရီးယားကလေးတစ်ဖက်နဲ့ဆိုတော့သွားလေးနေပူလာလေးဆိုတော့မြင်းတဲ့အတိုင်းပဲလူကတော့အရန်ရှင်းဒါပေမဲ့နေဘူးတော့မခံစားနိုင်တော့ဘူးအဲ့ဒါနဲ့ပဲကိုရီးယားအရေးထဲမှာပဲထိုင်ဆောင်မယ်ပေါ့နော်ဒါကတော့အတွင်းမှာဘွားဝင်ပြီးတော့ဆူတောင်းတဲ့နေရာပါအဲ့လိုနဲ့ပဲအောင်မြင်စွာကြော့ပြီးတော့ပြန်လာခဲ့ပါတယ်ဒီဦးလေးကတော့အရန်လာတယ်တပ်ပုံရိုင်းဝါသနာပါတယ်စမှုပကံလေးသွားမယ်လို့စိတ်ကူးထားလို့ရှင်တော့အဲ့ဒီပုံကြောင်းကိုသွားပြီးတပ်ပုံလေးပါလေးရိုက်ဖို့ try ဖို့recommend ပေးပါတယ်မြန်မာတွေလည်းအများကြီးတွေ့ခဲ့ပါတယ်ပုံကြောင်းသွားမယ်ဆိုလို့ရှင်တော့မနက်ပိုင်းစောစောတော့9နာရီလောက်ရောက်အောင်သွားပြီးလို့ရှင်10နာရီ17နာရီလောက်ထိအေးစစ်စစ်တပ်ပုံရိုက်နားနေနေတာပို့ပြီးအဆင်ပြေပါတယ်ညဖက်သွားရင်လည်းကောင်းပါတယ်တရုတ်နှစ်ကူရဲဆိုလို့ရှင်တော့ညဖက်ပွဲစည်းတွေပါတယ်နဲ့မုံဆိုင်တွေလည်းအများကြီးပဲရှိပါတယ်ကိုတွေသွားတဲ့အချိန်ကကြတော့နေ့လည်ကင်းဆိုတော့ဘာမုံဆိုင်မှမစားခဲ့ရပါဘူး